အားလုံးပဲမင်္ဂလာပါဓမ္မမိတ်ဆွေညီကိုမောင်နှမပေါင်းတို့ဒီနေ့ဟာပါစကာကာလပြင်စမတနင်္ဂနွေနေ့ဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ဖတ်ရှုရမယ့်တမန်ကျမ်းစာတော်များအဖြစ်ကျွန်တော်ရဲ့ဘဝကိုပြန်ပြီးတော့ဖိတ်ခေါ်နေတဲ့အရာတစ်ခုကဘာလဲဆိုတော့ကျွန်တော်ရဲ့ဘဝအသက်တာဟာဘယ်အရာတွေပေါ်မှာတည်ဆောက်ပြီးတော့ဘယ်နေရာကိုဥတည်ပြီးတော့သွားနေတယ်လဲဆိုတဲ့အရာကိုမိမောင်းထုတ်ပြနေတယ်လို့ဖာသာအနေနဲ့ခံစားမိပါတယ်ပထမကျမ်းစာဒုတိယကျမ်းစာထက်မှာဖျားသခင်ရဲ့ရွေးကောက်ခြင်းခံရတဲ့အကြောင်းတွေကိုကျွန်တော်တို့ကြားရမှာဖြစ်တယ်ပထမကျမ်းသမားနှုတ်ထုထက်မှာဝိညာဉ်တော်ဖျားနဲ့ပြည့်ဝတဲ့တပည့်တော်ကြီးခဏပါးကိုရွေးကောက်တယ်ဆိုတဲ့အရာကိုဖတ်ရှုရမှာဖြစ်တယ်ဒုတိယကျမ်းစာထက်မှာရှင်ပေထရုကဘာပြောလဲဆိုတော့ကျွန်တော်တို့တွေဟာအသက်ရှင်တဲ့ living stone ဖြစ်တယ်ဖျားသခင်ရဲ့တော်ဝင်ယဟန်မျိုးနွယ်ဖြစ်တယ်ဆိုတဲ့အရာကိုပြောပြနေပါတယ်ဒီဒုတိယကျမ်းစာထဲမှာကျွန်တော်တို့ရဲ့ဖြစ်တည်မှုကျွန်တော်တို့ရဲ့ identity ကဘာဖြစ်လဲဆိုတဲ့အရာကိုပြောပြနေဖြစ်တယ်စေကြခြင်းမင်္ဂလာခံခြင်းအပြင်ကျွန်တော်တို့ဟာဖျားသခင်ရဲ့အသက်ကိုရတယ်ဖျားသခင်ရဲ့တော်ဝင်အမျိုးအနွယ်ထ၌ပါဝင်ခံစားရတယ်ဆိုတဲ့အရာကိုပြောပြနေခြင်းဖြစ်ပါတယ်ဧဝံဂေလိကျမ်းစာတော်များထက်မှာသခင်ယေရှုကနောက်ဆုံးသူ့ရဲ့တပည့်တော်ကြီးတွေကိုမထားခဲ့ခင်မှာမှတ်ကြားခဲ့တဲ့စကားဖြစ်တယ်။မကြောက်ကြနဲ့ဖျားသခင်ကိုလည်းယုံကြည်ပါငါ့ကိုလည်းယုံကြည်ပါဆိုတဲ့အရာပြောခဲ့တယ်။ဒီစကားကိုကြားနာခြင်းအဖြစ်သခင်ယေရှုဟာဒုက္ခဝေဒနာခံထမ်းမယ်အသေးခံမယ်ကောင်းကင်နိုင်ငံသွားမယ်နောက်ပြီးတပည့်တော်ကြီးတွေအတွက်ယုံကြည်သူတွေအတွက်ကောင်းကင်ဆုလတ်ကိုပြင်ဆင်ထားမယ်လို့ပြောခြင်းဖြစ်တယ်။ပြောချင်တာဖျားသခင်ကကျွန်တော်တို့အားပေးစကားဖြစ်တယ်။လောကမှာဒုက္ခဝေဒနာခံထမ်းနေရတဲ့အချိန်မှာဖျားသခင်ကိုယုံကြည်အားကိုးပြီးတော့ခရစ်တော်သခင်ရဲ့လမ်းစဉ်တိုင်းအသက်ရှင်နေထိုင်ဖို့အားပေးတိုက်တွန်းနေတယ်။နောက်ပြီးအဲ့လိုမျိုးစကားပြောတဲ့အချိန်မှာတပည့်တော်ကြီးရှင်သောမတ်ကဘာပြောလဲဆိုတော့ကိုရဘယ်ကိုသွားမလဲလို့ပြောတဲ့အချိန်မှာသခင်ယေရှုကဘာပြောလဲဆိုတော့ငါဟာလမ်းဖြစ်တယ်။တမန်တရားဖြစ်တယ်။အသက်လည်းဖြစ်တယ်ဆိုတဲ့အရာကိုအတိအလင်းပြောပြခဲ့တယ်ခရစ်တော်ဖျားဟာအမှန်တကယ်ပဲလမ်းဖြစ်ပါတယ်တခါတလေကျွန်တော်တို့တွေဟာခီးတနေရာတစ်ခုကိုသွားတဲ့အချိန်မှာတစုံတစ်ယောက်ကိုဘယ်လမ်းကနေသွားရမလဲလို့မင်းရင်သူတို့တွေကဘယ်ကွေ့ညာကွေ့အဲ့ဒီလမ်းတိုင်းသွားလို့ပြောတဲ့အချိန်မှာတခါတလေကျွန်တော်တို့သူများတွေညွန်ကြားတဲ့အတိုင်းသွားတဲ့အချိန်မှာတခါတလေပန်းတိုင်ရောက်ချင်ရောက်တယ်တခါတလေလမ်းမှားတဲ့အရာတွေရောက်ချင်ရောက်မယ်ဒါမှမဟုတ်အဲ့ဒီနေရာမှာကျွန်တော်တို့ခီးသွားတဲ့နေရာမှာလမ်းတီးတဲ့လူနဲ့အတူတူခီးသွားပြီးတော့ပန်းတိုင်တစ်ခုကိုအတူတူသွားမယ်ဆိုရင်ကျွန်တော်တို့ကတကယ်ပဲအဲ့ဒီပန်းတိုင်ကိုကျွန်တော်တို့ရောက်မှာဖြစ်တယ်အဲ့ဒီသဘောတရားပဲခရစ်တော်ဖျားသခင်ဟာသူကလမ်းကိုညွန်ပြတာမဟုတ်ဘဲနဲ့ခရစ်တော်ဖျားသခင်ကကျွန်တော်တို့ကိုထာဝရအသက်ကိုရဖွင့်အတွက်သူကကျွန်တော်တို့ဘေးနားမှာအတူတူလမ်းလျှောက်နေတယ်သူ့ရဲ့တရားတော်တိုင်းကျွန်တော်တို့အသက်ရှင်နေထိုင်မယ်ဆိုရင်ကျွန်တော်တို့ဟာခရစ်တော်ရဲ့လမ်း၌ရှောက်လန်းနေခြင်းဖြစ်တယ်လို့ကျွန်တော်တို့ခံစားလို့ရတယ်။ထာဝရအသက်ကိုဥတည်နေတဲ့လမ်းဖြစ်တယ်ဆိုတဲ့အရာကိုပြောပြနေခြင်းဖြစ်တယ်။ဒုတိယတစ်ခုကခရစ်တော်တမန်တရားဖြစ်တယ်။ဒီတမန်တရားအမှန်တရားဟာကျွန်တော်တို့ကိုလွတ်မြောက်စေတယ်။အမှန်တရားတိုင်းကျွန်တော်တို့ဘဝကိုအသက်ရှင်နေထိုင်မယ်ဆိုရင်ခရစ်တော်ရဲ့တရားတိုင်းခရစ်တော်နေထိုင်တဲ့ဘဝတိုင်းအသက်ရှင်နေထိုင်ခြင်းဖြစ်တယ်။တမန်တရားရှင်ဖြစ်တဲ့ခရစ်တော်သခင်ဟာသူဟာတမန်တရားအမှန်တရားကိုပဲဟောပြောရုံမဟုတ်ဘူး။အမှန်တရားတိုင်းသူ့ရဲ့ဘဝကိုစတေးခဲ့ခြင်းဖြစ်တယ်။ပြန်ပြီးတော့ကျွန်တော်တို့ဘာဖိတ်ခေါ်နေလဲဆိုတော့ကျွန်တော်တို့ရဲ့ဘဝမှာနေ့စဉ်နေ့တိုင်းအမှန်တရားကိုဟောပြောဖို့ရတဲ့ဖိတ်ခေါ်နေတယ်။နောက်ပြီးဒီဟောပြောရုံနဲ့မပြီးဘဲနဲ့ကျွန်တော်တို့ရဲ့ဘဝနဲ့တက်တည်ခံဖို့ရတဲ့ဖိတ်ခေါ်နေခြင်းဖြစ်တယ်။ကျွန်တော်တို့သတိထားမယ့်အရာတစ်ခုကကျွန်တော်တို့ဘဝနဲ့ရင်ဆိုင်နေရတဲ့အချိန်မှာအမှန်တရားတိုင်းအသက်ရှင်ဖွင့်တဲ့ခက်ခဲပေးလိမ့်မယ်။ဒါပေမဲ့လည်းအမှန်တရားကိုအ ਨੇ ဆုံးမပြောနိုင်ရင်တော့မှသူတစ်ပါးကိုမလိမ်ညာပေးနဲ့နေထိုင်ဖွင့်တဲ့ကျွန်တော်တို့ကြိုးစားရမှာဖြစ်တယ်။တတိယအချက်တစ်ခုဖြစ်တဲ့ခရစ်တော်သခင်ကအသက်ဖြစ်တယ်ဆိုတဲ့အရာဂျူးလူမျိုးတွေတဲ့တော်ရာပညာတရားကျမ်းဆိုတာ
အသက်ရဲ့စာအုပ် The Book of Life ဆိုတဲ့အရာကိုခံယူခဲ့တယ်ဒီပညာတရားချမ်းအဖြစ်သူတို့ရဲ့ယုံကြည်ခြင်းသူတို့ရဲ့ဘဝကျင့်ကြံနေထိုင်မှုတွေဟာအသက်ဝင်လှုပ်ရှားတယ်အဲ့ဒီပညာတရားတိုင်းကိုကျွန်တော်တို့အသက်ရှင်နေထိုင်မယ်ဆိုရင်သူတို့ထာဝရအသက်ရမယ်လို့ယုံကြည်ထားတယ်ဒါပေမဲ့ကျွန်တော်တို့ခရိယန်တွေခရစ်တော်ကိုယုံကြည်တဲ့လူကျွန်တော်တို့တွေဟာခရစ်တော်ကိုလက်ခံပြီးဆိုရင်ခရစ်တော်ကိုယုံကြည်ပြီးတော့ကျွန်တော်တို့ဘဝမှာခရစ်တော်ရဲ့တရားတိုင်းအသက်ရှင်နေထိုင်ပြီးဆိုရင်ထာဝရအသက်ကိုရရှိနေခြင်းဖြစ်တယ်ဆိုတဲ့အရာကိုပြောပြနေပါတယ်ဓမ္မမိတ်ဆွေညီကိုပေါင်းတို့ပေါင်းလို့ခရိယန်ဘဝအသက်တာလို့ပြောတဲ့အချိန်မှာကျွန်တော်တို့ဟာခရစ်တော်ရဲ့တရားတိုင်းလမ်းလျှောက်ရမှာဖြစ်တယ်ခရစ်တော်ရဲ့တမန်တရားတိုင်းကျွန်တော်တို့အသက်ရှင်နေထိုင်ရမှာဖြစ်တယ်ထာဝရအသက်ကိုကောင်းကင်ဆုလတ်ကိုရဖွင့်တဲ့ခရစ်တော်ရဲ့လမ်းပြထားတဲ့ခရစ်တော်သခင်ကျင့်ကြံနေထိုင်တဲ့တရားတိုင်းအသက်ရှင်နေထိုင်ရမှာဖြစ်တယ်နောက်ပြီးသခင်ယေရှုကဆက်လက်ပြီးတော့ဗာပြောလဲဆိုတော့ငါ့ကိုတွေ့တယ်ဆိုရင်ဘုရားသခင်ကိုတွေ့တာနဲ့အတူတူပဲလက်ပြောချင်တဲ့အရာကကျွန်တော်တို့ဘဝဟာခရစ်တော်ဘုရားသခင်နဲ့အသွင်သဏ္ဍာန်တူအောင်အသက်ရှင်နေထိုင်တယ်ဆိုရင်ဘုရားသခင်ရဲ့သားသမီးဖြစ်တယ်ဘုရားသခင်ရဲ့အသွင်သဏ္ဍာန်တူအောင်အသက်ရှင်နေထိုင်ခြင်းဖြစ်တယ်ဆိုတဲ့အရာကိုပြောပြနေပါတယ်ယုံကြည်သူဓမ္မမိတ်ဆွေညီကိုမောင်နှမပေါင်းတို့ကျွန်တော်ရဲ့ဘဝကိုပြန်ပြီးတော့သုံးသပ်ကြည့်အောင်ဒီပါစကအချိန်ကာလမှာခရစ်တော်ဘုရားသခင်ကကျွန်တော်တို့ကိုအသက်အသစ်ကိုပေးတယ်တစ်လွင်တဲ့အသက်ကိုပေးတယ်ဒုက္ခခက်ခဲတွေကြားမှာဒီအသားစီအနောက်ရှက်မှုတွေကြားထဲမှာယုံထွက်ဖွင့်တဲ့ခရစ်တော်ဘုရားသခင်အသက်အသစ်ကိုပေးတယ်ရှင်ပြန်ထမြောက်ခြင်းဆိုတဲ့အရာကိုပေးတယ်ကျွန်တော်တို့ဖျားပေးတဲ့အသက်တာတိုင်းကျွန်တော်အသက်ရှင်နေထိုင်ဖို့အတွက်ကြိုးစားကြရအောင်ကျွန်တော်ရဲ့ဘဝဟာခရစ်တော်သခင်လမ်းဖြစ်တယ်တမန်တရားဖြစ်တယ်အသက်ဖြစ်တယ်ဆိုတဲ့အရာကိုလက်ခံယုံကြည်ပြီးတော့အသက်ရှင်နေထိုင်မှသာလေကျွန်တော်တို့ဟာထာဝရအသက်ကိုရမယ်နောက်ပြီးလည်းကျွန်တော်ရဲ့ဘဝအသက်တာအဖြစ်တပါးသူတွေပေါ်မှာဖျားတည်ရှိတယ်ဆိုတဲ့အရာကိုတက်တည်ခံရရောက်မှာဖြစ်တယ်နောက်ခရစ်တော်ဘုရားသခင်ကပြောခဲ့တယ်နော်ငါ့ကိုတွေ့တယ်ဆိုရင်ကောင်းကင်ဘုံ၌ရှိတဲ့ဘုရားသခင်ကိုတွေ့တာနဲ့အတူတူပဲလို့ကျွန်တော်တို့သူ့တယောက်ချင်းစီရဲ့ဘဝအသက်တာလဲခရစ်တော်ရဲ့တရားတိုင်းတကယ်ပဲအသက်ရှင်နေထိုင်မယ်ဆိုရင်ကျွန်တော်ရဲ့ဘဝအဖြစ်တပါးသူတွေပေါ်မှာဘုရားသခင်အမှန်စင်စစ်တည်ရှိတယ်ဆိုတဲ့အရာကိုကျွန်တော်တို့ပြောပြနေခြင်းဖြစ်တယ်ဟောကြားနေခြင်းဖြစ်တယ်ညီကောင်မောင်နှမပေါင်းတို့အခုနာဖာသာပထမမှာမိခဲ့တယ်လို့ပဲကျွန်တော်ရဲ့ဘဝတက်တာဟာဘယ်အရာတွေပေါ်မှာမိခိုပြီးတော့ကျွန်တော်ရဲ့ဘဝကိုအသက်ရှင်နေထိုင်တာလဲဘယ်အရာတွေကိုအဖြစ်ကျွန်တော်တို့ထာဝရတက်ကိုရဖြစ်တဲ့ရှောက်လန်းနေလဲဆိုတဲ့အရာကိုပြောပြနေပါတယ်ပြန်ပြီးတော့စဉ်းစားထောက်ရှုကြရအောင်ဘုရားသခင်ဟာလမ်းဖြစ်တယ်တမန်တရားဖြစ်တယ်အသက်လည်းဖြစ်တယ်ဒီလမ်းအဖြစ်ခရစ်တော်သခင်ရဲ့အသက်ရှင်နေထိုင်ဖို့ရှင်အဖြစ်ကျွန်တော်တို့အသက်ရှင်နေထိုင်မယ်ဆိုရင်ကျွန်တော်တို့ဟာထာဝရအသက်ကိုကောင်းကင်ဆုလတ်ချမ်းသာကိုရမယ်ဆိုတဲ့အရာကိုခရစ်တော်ကအမခံပေးတယ်အမခံချက်ရှိတယ်ဆိုတဲ့အရာကိုပြောပြနေပါတယ်နာစင်သူရောက်တိုင်းစီပေါ်မှာဘုရားသခင်ရဲ့ကြွယ်ဝတဲ့ကျေးဇူးတော်များခံစားရပါစေလို့ဘာသာအနေနဲ့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်